Jawa nanti mana kamarnya kalau tu, kalau tu, isu lagi apa? Isu ni kalau orang, jauh ni sudah sudah, maka mana dah, rumah namanya kita apa? Isu kalau tu, kalau orang ini sekarang isu ni tu, ni dah jadi kita ni. Aku tisu ni lah, saya orang tisu ni lah, kadang-kadang alam. Aku suami ni, elusi ni, kodoh kado lain negara sini. Aku suami aku, asyik saya lami, cuma dah elusi ni, jadi alam di tempat ini semua, suami kita alam Tansi Bedara. Aku punya orang Sacha Laura, never little better. Apology over Yara, she saw a card in the back of that one. But there are the cost already. Lucerio, Alago, Nai mai sijago do negara kamanga alo, Lucerio, Tadu posone jawabu. Hai na, bukan juga dulu, Kaya bukan juga dulu, lalu kaya tadi bukannya, kaya lagi, dosa ni bukan dulu, sopan masih dia, semua mamai kalau tu, mereka berdoa, jangan sebelum menjawab, aku kedua ada ni ada dulu, Belajar, aduh lamanya, sebabnya aduh sebelum lamanya, perjalanan, aku suara orang berarti orang pipi bisa kalau sebelumnya, aku lihat terusnya, kerja orang pipi bisa kalau dia boleh berjalan. Virusnya yang ada baca jauh, baca sudah kau produksi di ruang ngaji boleh ber, pujiannya, aku punya lajar itu, kutu juga, makan ni perkara. Gajah malu, alusi, dekai dina sudah, dia kemarin dia ada pada dia. Sombreana wadana rabule chia nene ya chia to dia semia na dunia dunia ada berapa ya benar lah dia wani nang mami ro kalau kamu ada nggak dia rumah lu pada dia bapak ni ada udah dia kalau dia pada lu di nah bukan di malah saudara. Ada mana ya, Pania? Bukan apa ya? Ni cuma bukan. Nama yang mana lah, ada apa ni ya? Ada mana Pania? Bukan apa ya? Ya, dah latih nama ni na.
ผู้เรียนอยู่อะไรกันทำไมเชื่อไม่ช่วยเนี่ยอะไรกันเราจะอะไรเราตอนเราไม่มีนี่ละเฉยช่วยนี่แหละมันน่าจะออกมาไอ้ก็แข่งเลยนะเราจะได้ทางเดียวมาสู้ဒီမှာအလို့ရှိရင်နာမည်အမကိုရဲ့တခါကြီးဘုရားမှာဗျာဘုရားမှာဗျာ ဟုတ်တယ်မမများ ဘုရားမှာဘုရားပိသားဆိုလေနာဘုရားပိသားဆိုလေဒီမှာလည်းမတရားနာမည်ရတဲ့မှာအဲ့ဒါကဘယ်နဲ့မအားရနာမည်သာသာပြောရောတမ်းပြန်မလို့ စုပ်တယ်ပါဗျာ ဖြောင်းလို့ပဲတကယ်တော့တကယ်သူအားတယ်ရောမနာတာမနာတာလည်းပြီးတော့ စောင့်နေရပါဗျာ နာမနာကိုညီလေးကိုမနာတာတော့ဒီဆော့ဖ်ဝဲကဒီတော့နာမိုက်ဆွေးတွေလည်းအများကြီးအခုလာကြတော့နာအလူရှင်နဲ့မောင်မားတွေလည်းကြားရတယ်နော်မောင်မားတွေအမကြီးဆောင်မာကြီးဆောင်လည်းနော်မောင်မားတွေကအားလုံးကိုဒီနေ့မှာဥစ္စာတော့တကယ်ဆိုရင်တော့ဒုရကမှာတကရကမှာလည်း live ပေါ်မှာမြေပူကြမှာပေါ့နော်ဥစ္စာတော့တက်တော့ပေါ်မှာမြေပူကြမယ်ဆရာတော်တမသက်သာဆရာတော်နာခေါ်ပါတယ်ဥစ္စာတော့ကျိုးစုမျိုးမှာနေပါတယ်နာဥစ္စာတော့မြေမျိုးကျိုးစုမျိုးမှာတတဲ့တောက်ပါတယ်အခုဒီအလူပွဲမှာပေးလိုက်တော့နာကြွားတာချက်တွေပါညီညာဖြားဖြားကြောကြရအောင်ဗုဒ္ဓံဘူဇေမိယနေ့ယခုမင်္ဂလာရှိသောနေ့မင်္ဂလာရှိသောအချိန်ခါသမယမှာအနန္တနာနာ၅ပါးဥထိတ်ထားလည်းရဲ့အလုဒါယကဥကြော်မယ်အလုဒါယိကမဒေါဇောနေမိသားစုတို့ကနေပြီးတော့မှရနောခရိုင်ကလဘူရီမြို့နယ်ပါကြံကျေးရွာပါကြံကျောင်းတိုက်တွင်မှာပါကြံရတော်ကိုမုန်းပြုပြီးတော့မှဦးဇင်းတို့မိမိတို့ရဲ့ရင်မဖြစ်တော်မှာသူတော်ဘာတို့ရင်မဖြစ်တော်တာတို့ကိုသာသနာဘောင်တို့တွတ်တဲ့သာသနာအမွေခံမင်္ဂလာဝဲကျင့်ပါရချိန်ခါတမယမှာလောက၌မြတ်ဆုံးဖြစ်တော်မူသောဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏတာဃာမြတ်ဆုံးယရဏဤယရဏတော်မြတ်လုံးပါတို့၏ဂုဏ်ကိုယုံကြည်လေးပြတ်တတ်တာအ၍ရှိခိုးဝန်ချကြောကြခြင်းတေဟုသောဘုဇဝန္တကောင်းမှုကံစေတနာသဗ္ဗေလည်းသောတိလည်းဖြစ်တဲ့သီလကောင်းမှုကံစေတနာပွားများလည်းပွားများလည်းဖြစ်တဲ့ဘာဝနာများကောင်းမှုကံစေတနာဖြာဖြာတို့ကြောင့်အလုရှင်တို့မှာလည်းဖြစ်ကြတဲ့ဒုစုနိမိတ်တို့တို့နဲ့တပါအာရုံတော်တရားနာပရိသတ်မောက်သူတော်ကောင်းတို့နဲ့တပါဝေယဝဇ္ဇကုသိုလ်ရှင်စေတနာရှင်ကောင်းတို့တွေသည်ယနေ့ပါစာရနေရရတဲ့ဘဝတရားဘေးခတ်တဲ့ယံခတ်တဲ့ကြောင်းကြခတ်တဲ့စိုးရင်ခတ်တဲ့ဗျာပါဒခတ်တဲ့တို့ဘဝတိုင်းကင်းလို့ငြိမ်းချတော်လည်းတန်တရားအဆုံးမှနိဗ္ဗာန်ကိုမျက်မှောက်ပြုလွယ်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ
ကဲအားလုံးလိုက်ဆိုကြမယံဗန္တိသန္တာရဝတ္တဒုက္ခတောမောသနာထာယတိတရဏေနသဟတေသသီလံအမာရိယာမအရှင်မြတ်ဖယားဘုရားတပည့်တော်တို့သည်ယနေ့ယခုယဟန်ကံရှင်ပြုအလူတော်မင်္ဂလာကျင်းပရာ၌တရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်ကိုခံယူကျင့်သောသောက်တည်ပါ၏ဘုရားဣရမေပုံညာနိဗ္ဗာနတပိစယောဟောတုတိတရဏိနာသဟမေသင်္ကဂရုဓမ္မနေသသီလံဓမ္မတာရုကံကတ္တဝအပမဒေနသီလံဓမ္မဒိဋ္ဌာပွဲမှာပဲဓမ္မဒါနတွေနဲ့မလူအောင်လည်းလူပါလားလူပါတယ်နော်အဲ့တော့ဦးဇင်းတို့ကအရေးကြီးတဲ့အချိန်ကပြီးသွားတယ်နော်ရှင်ဝဲတစ်ပွဲလုပ်တဲ့နေရာမှာလေအရေးအကြီးဆုံးကမနေ့ကညနေရကိုရင်တွေသင်္ကန်းဝတ်နော်အဲ့ဒီအချိန်ကအရေးကြီးဆုံးပဲနော်အဲ့တော့ဦးဇင်းတို့ကဒါကတော့တွေကိုပြိဿတွေကိုဖိပြီးတော့ကျွေးတာမွေးတာအခမ်းအနားတွေဆိုတာကစိတ်ချမ်းသာအောင်လို့အလိုကိုမုရိဒပွားလို့ရအောင်လုပ်တာနော်တကယ်ရှင်ပြုတဲ့ပွဲကမနေ့ကဘာဖြစ်သွားပြီလဲပြီးသွားနော်အဓိကအချိန်ကမနေ့ကကိုရင်ဝတ်တဲ့နော်ဒီနေ့ကအလိုပွဲအောင်လာလို့အထိတ်မှတ်နေနဲ့အောင်မြင်မှုအထိတ်မှတ်အောင်ပွဲခံနေတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့တော်ကောင်းတို့တွေဦးဇင်းကတော့တရားဟောတာအဓိကကတော့ဘာလို့ဟောရလဲဆိုရင်အလူလိုပွဲလုပ်ရင်လူကိုတန်းဖို့ကိုဦးဇင်းကမတိုက်တွန်းဘူးအဲ့ဒီအလူပွဲမှာဘယ်လိုစိတ်ထားရမလဲဘယ်လိုအသိနဲ့လူပါမလဲဆိုတာကိုပြောတာများနော်အဲ့တော့ဦးဇင်းတို့ကလေဦးဇင်းတို့ဘုရားဘာသာတွေရတယ်အဲ့ဒီကြတော့လေချစ်ဖို့လည်းကောင်းတယ်တဏှာဖို့လည်းကောင်းနော်ချစ်ဖို့ကောင်းတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ဘုရားဘာသာတွေကတတ်နိုင်တယ်မလို့လားလူချတယ်နော်တဏှာဖို့ကောင်းတာဘာလဲသိတခါတလေကျရင်လူနေတာတဏှာလူလိုတာလိုက်လူနေတာအဲ့ဒီအလူတက်ပြီးတော့ပြောမယ်နော်အဲ့တော့ပြီးရင်ဘာလုပ်မလဲရေးသက်ချတာလားတူတူလေးနဲ့လည်းပြီးမှာနော်7 နာရီထိုးတော့ဆိုပြီးအဲ့တော့ဆက်တော့ဒါတရားဟောခဲ့မှာဘုရားတော်ကြားအောင်လက်ချပြီးတော့အဲ့လိုထားကြနော်ကရုဏာတိရရယံဝေညာဘေသောတဓမ္မသာလရမရလောကကရောဝတဒုက္ခတံဂတိဝိမုဒ္ဒံကရုဏာတိရရယံမဟာကရုဏာတော်မြတ်အတွင်းတည်းဖြင့်ပြုစင်သောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာမေသောတဝေနမောဟဓမ္မအရဟတမတိဟုသောအယောအလည်းဖြင့်ဝိဇ္ဇာတိဟုသောအမယမောကိုလည်းဖက်ခွာတော်မူပေထသောသမရလောကကရောလူနတ်နှင့်လောဘသောတတ္တလောက၏ကြောင့်ဖြစ်တဲ့ဒုရေကရုပြုရတသုပိသောဆရာတခင်လည်းဖြစ်တော်မူပါပေထသောဝိမောတံဒေဝမနုဿာနိဝေယနံဝေဒတရိစ္ဆာလာယရှိငါတံသောပတိတို့မှာလည်းဒုက္ခဖြင့်ကင်းလွတ်တော်မူပေထသောလက်ဘောတေသာဗရမယကဲ့သို့ယသာခြင်းတဲ့နိဗ္ဗာန်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှာမူယုံနာနာပြဖြစ်ကြပေကုန်သောဘုရားတတိတော်တို့သည်ဘောနာမသာသနာတော်အရှိခန့်၍ဒီရစေယမြတ်ဗိဒ္ဓံဖြင့်အဘာဘာခြင်းတို့၍
အားလုံးပဲမေတ္တာပို့ကြရအောင်လက်ဆိုကြပါဝါရိညာပါစေအေစေကြောင့်သုတောင်းမြတ်တာဝေငါကိုချစ်တဲ့